အားလုံးပဲမင်္ဂလာပါ Mind Treasures 5 Daily Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရယ်ဆိုတော့ဒီကနေ့မှာဘူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင် Okay အဲ့တော့ဒီကနေ့မှာဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာလဲဆိုတော့ gaze G A Z E gaze gaze ဆိုတာဘာလဲဖူးကို comment လေးတစ်ခုကနေပြီးတော့မှလာပြီးတော့မှမေးထားပါတယ် gaze ကိုငေးကြည့်တယ်လို့အဓိပ္ပာယ်ရပါသလားတဲ့ပြီးတော့မှ I gaze at road လို့ပြောလို့ကိုရလားတဲ့ Okay အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒီကနေ့မှာဖြေပေးချင်ပါတယ်ပထမဆုံးအနေနဲ့ gaze ကဘာကိုပြောတာလဲဒီတော့ gaze ဆိုတဲ့စကားလုံးကိုမြန်မာလိုစူးစိုက်ပြီးကြည့်တယ်ငေးမောကြည့်တယ်ဒါမှမဟုတ်လို့ရှိရင်အချိန်အကြာကြီးတနေရာထဲကိုစိုက်ကြည့်တယ်လို့ပြောချင်တဲ့အခြေအနေမျိုးမှာသုံးပါတယ်အကြာကြီးစိုက်ကြည့်ရစူးစိုက်ကြည့်ရလို့အဓိပ္ပာယ်ရပါတယ်ပြီးတော့ရိုးရိုးလေးကြည့်လိုက်တာထက်အချိန်အကြာကြီးစူးစိုက်ပြီးတော့မှကြည့်ရဲဆိုတဲ့ဟာမျိုးကိုပြောချင်တယ်ဆိုရင် gaze ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒါဆိုရင်ဘယ်လိုမျိုးရေးရမလဲ comment ထဲမှာရေးထားတာက I gaze at road okay I gaze at road လို့ပြောရဲဆိုရင်တရားအရာကြည့်မယ် grammar အရာကြည့်မယ်ဆိုရင်တော့မှန်တယ်မှန်တယ်လို့ဖြစ်တယ်ဒါပေမဲ့ဘယ်လိုမျိုးရေးရမလဲဆိုရင် I gaze at the road လမ်းကိုစူးစိုက်ကြည့်နေတယ်ငေးကြည့်တယ် I'm gazing at the stars ငါကကောင်းကင်ကကြယ်တွေကိုငေးကြည့်နေတယ် She gazed out the window သူမကပတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတယ်ဒီတော့ gaze ဆိုလို့ရှိရင် gaze at ဆိုပြီးတော့မှဒီလိုမျိုးလေးရေးပြရတယ်ဒီတော့ gaze ဆိုတဲ့စကားလုံးကိုပြောမယ်ဆိုရင် at ဆိုတဲ့စကားလုံးနဲ့တွဲသုံးပေးရဲဆိုတာကိုမှတ်ထားရမယ်ဒါကြောင့်မလို့ I gaze at the road I'm gazing at the stars She gazed out the windowဒီလိုမျိုးလေးတွေရေးပေးရမယ်ဆိုတာကိုပြောပြပေးချင်ပါတယ်အဲ့တော့တနေရာထဲကိုအကြာကြီးစူးစိုက်ကြည့်တယ်ငေးမောတယ်ကြည့်နေတယ်ဆိုရင် gaze ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်အဲ့တော့ဒီကနေ့ဒီဗီဒီယိုလေးထဲကနေပြီးတော့မှဒီစကားလုံးလေးကိုကောင်းကောင်းနားလည်သွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေကြာလို့ရှင်ပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်